ဒီနေ့မနေ့6နာရီချိန်ခန့်ကမင်္ဂလာတုံမြို့နယ်ရေကြီးအိုင်ရက်ကွက်အနီးအနားမှာလေစင်နှမောင်းတစ်ခုတိုက်ခတ်ခဲ့ပါတယ်။အဲ့ဒီလိုတိုက်ခတ်ခဲ့တဲ့လေစင်နှမောင်းရဲ့အရှိန်ကြောင့်ဘောဂရက်ကွက်နဲ့ရွှေနှင်းစီရက်ကွက်ကအင်ဂျီအလုံး40ခန့်ပျက်စီးခဲ့ပါတယ်။တချို့အိမ်တွေဆိုအိမ်နိုင်တွေကျွတ်ထွက်ပြီးလွင့်စင်သွားတဲ့အထိကြုံခဲ့ရပါတယ်။ကြက်မွေးမြွေးချံ2ချံလဲလုံးဝပျက်စီးသွားလို့ကြက်ကောင်ရည်300ခန့်တေဆုံးခဲ့ပါတယ်။လေစင်နှမောင်းတိုက်ခတ်ချိန်မှာအမျိုးသမီးကြီးတဦးခါးကိုထိမှန်မိခဲ့ပါတယ်။အမျိုးသားတဦးကတော့ခြေသလုံးမှာဒဏ်ရာရခဲ့ပါတယ်။ဒဏ်ရာရခဲ့တဲ့ကိုသက်နိုင်ထွေးနဲ့အခုလိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်။နာမည်လေးဘယ်လိုခေါ်လဲကိုသက်နိုင်အတက်ဘယ်လောက်ရှိလဲကို36ဘယ်ဘာလုံးလာလဲမျိုးလို့ဒီတက်တာဟုတ်ကဲ့ဒီကိုစဖြစ်တဲ့ပြည်ပုံလေးကပြောပြပေးပါစဖြစ်တဲ့ဟိုးပဲဟုတ်ကတော့ဒီနောက်မိလာတွေ့လိုက်တဲ့အချိန်မှာကလေးကိုအိမ်ပေါ်ပြန်တော့ကလေးကြောက်လို့ဆိုအိမ်ပေါ်တက်ပြန်ဆွဲတင်တဲ့အချိန်မှာပြန်ဆွဲအောက်ဆင်းအောင်ပဲရှင်နောက်ကအိမ်ပေါ်လုံးလိုက်ဝုန်းနဲ့ပါသွားတာဘာဘယ်လိုဖြစ်မှမသိလိုက်ဘူးကလေးကတော့မရောက်ဘူးအင်းကြီးတစ်ခုလေးနဲ့ညူသွားတာကိုကတော့ဘာကျွန်တော်တော့မြင်တယ်ချောင်းတစ်ချက်ချုပ်လိုက်တော့နော်ဟောဘယ်နှစ်ချက်ချုပ်ရလဲ60ချုပ်ပါတယ်နောက်ချက်တော့ကျွန်တော်အိမ်ဒီမှာလန်တော့လန်သွားတာပဲရှိတယ်ပြီးတော့အိမ်လုံးလိုက်ကျွတ်ပါသွားတာတော့ကျွန်တော်မသိဘူးကိုကတော့ကျွန်တော်အိမ်လုံးလိုက်ကျွတ်ပါသွားတာသူညာတက်နေတာဒါလည်းကြည့်ရဖို့ကြည့်ရတော့အများကြီးပါပဲအိမ်လုံးလိုက်ကျွတ်တဲ့အိမ်ကြီး9လုံးလောက်ရှိတယ်ဆိုတော့သူတို့တွေအဲ့ဒါပြန်ပြီးတော့ကိုကြီးစောက်ပြီးလို့အတွက်စီစဉ်နေတယ်လို့ပြောတယ်စင်းတော့လာကောက်သွားကြတာပါဖြစ်ဖြစ်တော့ဟုတ်ကဲ့အခုပျက်စီးသွားတဲ့အိမ်တွေကိုပြန်လည်တိစောက်ပေးဖို့သက်ဆိုင်ရာကပြောကြားခြင်းမရှိသေးကြောင်းသိခဲ့ရပါတယ်